အရှင်ကားကောင်းကောင်းလေးတွေရှာကြည့်ဖို့စဉ်းစားနေတဲ့ပရိသတ်တွေအတွက်ဒီနေ့မှာတော့အရှင်ခန်းတွေကလည်းအလန်းစားဟာတာလေးတွေလည်းပါသလိုဇလန်းအလှည့်အပြောင်းတွေနဲ့ရင်ခုန်ရမယ့်ရုပ်ရှင်ဆဲကားကိုတင်ဆက်ပေးလိုက်ပါတယ်။နံပါတ်10 Kill Boksoon ဒီကားကအရှင်ဟာတကားအမိုက်စားလေးဖြစ်ပြီးသမီးဖြစ်သူနဲ့အဆင်ပြေအောင်စူးစမ်းနေရတဲ့တကူတော်မိခင်တစ်ဖက်မှာလည်းကျေးစားလူသက်သမားအဖြစ်အသက်မွေးနေတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ။ဒါပေမဲ့ပထမဆုံးအလုံးမှာတင်အမှားယွင်းဖြစ်ပြီးပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ရပါတော့တယ်။ဒါရိုက်တာပြုံဆောင်ဟွန်းကအရှင်ခန်းတွေကိုတကယ့်ကိုအလန်းစားရိုက်ပြထားတာဖြစ်တယ်လို့သားအမိကြားကတန်ရောစင်ကိုလည်းပေါ်လွင်အောင်ပုံဖော်ထားတာကြောင့်ဇက်ကောင်နဲ့ထပ်တူကြခန်းစားရမှာပါ။ဇလန်းကနည်းနည်းရှိတယ်လို့ထင်ရပေမဲ့ကြည့်ရတာတကယ့်ကိုတန်စေရမယ်နော်။ IMDb rating 6.6 ရှိတာမို့ကြီးတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်။နံပါတ်9ကတော့2012ခုနှစ်ကထွက်ရှိခဲ့တဲ့ကိုရီးယားအရှင်ကားလေးဖြစ်တဲ့ A Company Man ပါ။ကျေးစားလူသက်သမားတစ်ယောက်ကကလေးတစ်ဖက်နဲ့မိခင်တစ်ယောက်ကိုချစ်မိသွားပြီးအလောက်ကထွက်ဖို့ကြိုးစားရာကနေလုပ်ငန်းရှင်ဟောင်းတွေရဲ့ပြန်လည်ပြစ်မှတ်ထားတာကိုခံရတဲ့အကြောင်းပါဇလန်းသွားကတိတ်မဆိုးသလိုရိုက်ချက်တွေကလည်းတကယ့်ကိုအသက်ဝင်ပါတယ်ကြာချိန်66မိနစ်ပဲရှိပြီးဇက်အိမ်ခိုင်ခိုင်မာမာနဲ့ဇက်ရှိန်တက်လာတဲ့နောက်ဆုံးခန်းတွေကတော့အရှင်ကြိုက်သူတွေအတွက်တကယ့်ကိုအကြိုက်တွေ့စေမှာပါIMDb rating ကတော့ 6.6 ပါပဲ။နံပါတ်8ကတော့2014မှာထွက်ရှိခဲ့တဲ့ No Tears for the Dead ပါ။ဒါရိုက်တာလီဂျုံဘွန်းရိုက်ကူးထားတာဖြစ်ပြီးသူ့ရဲ့နောက်ဆုံးပြစ်မှတ်ကိုတတ်ဖို့ဝေခွဲမရဖြစ်နေတဲ့ကျေးစားလူသက်သမားတစ်ယောက်အကြောင်းကိုတင်ဆက်ထားတာပါ။ဒီကားတွေကအရှင်ခန်းတွေနဲ့ပြင်းထန်တဲ့ခန်းစားချက်တွေကတော့တခြားကားတွေထက်အများကြီးတာလွန်နေတာတွေ့ရမှာပါ။အလားတူဟောလိဝုဒ်ကားတွေနဲ့ရှင်ရင်တောင်ဒီကားကအတော်လေးကိုစတိုင်ကြပြီးရင်ခုန်ဖို့ကောင်းတဲ့ရုပ်ရှင်အတွေ့အကြုံတစ်ခုဖြစ်နေသေးပါပဲ။ဇလန်းပိုင်းမှာအားနည်းချက်လေးတွေရှိပေမဲ့သရုပ်ဆောင်ပိုင်းကတော့အတော်လေးပိုင်နိုင်ပါတယ်။ဒါပေမဲ့တချို့နေရာတွေမှာတော့နည်းနည်း drama ဆန်လွန်းသလိုဖြစ်နေတာပေါ့။ဒီကားက IMDb မှာ rating 6.7 ရထားပါတယ်။နံပါတ်9ကတော့2019မှာထွက်ရှိခဲ့ပြီးဒါရိုက်တာလီဝန်တေးရိုက်ကူးထားတဲ့တောင်ကိုရီးယားအရှင်သက်ထိတ်ရင်ဖို့က The Gangster, The Cop, The Devil ပါလူသက်သမားတယောက်ကိုဖမ်းဖို့အတွက်ရဲနဲ့လူမိုက်ပူးပေါင်းလိုက်ရတဲ့ဇလန်းကတကယ့်ကိုထူးခြားပါတယ်သူတို့အလုတ်ခွင်ကရန်သူတွေကြားထဲမှာပါရုန်းကန်ရတာတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်လေဒီကားကအစကနေအဆုံးအထိပရိသတ်ကိုဆွဲဆောင်ထားနိုင်တဲ့ကားမျိုးပါအထူးသဖြင့်မင်းသားကြီးမာဒုံဆော့ရဲ့သရုပ်ဆောင်ချက်တွေကတော့တကယ့်ကိုအထင်ကြီးစရာပဲကိုရီးယားကားတွေမှာတွေ့နေကြမောင်မောင်မဲမဲလူသက်ကားမျိုးမဟုတ်ပဲအမိုက်စားလိုက်လံဖန်ဆီးခန်းတွေရင်တထိတ်ထိတ်ဖြစ်စရာတွေနဲ့ရေစရာလေးတွေပါနှောထားတဲ့ကားကောင်းတကားပေါ့ IMDb မှာတော့ 6.9 ရထားပါတယ်နံပါတ်6ကတော့2015မှာထွက်ရှိခဲ့ပြီးဒါရိုက်တာရိုးဆောင်ဝမ်ရိုက်ကူးထားတဲ့ Veteran ပါဒီကားကတော့ချမ်းသာပြီးဩဇာရှိတဲ့လုပ်ငန်းရှင်တယောက်ကိုရင်ဆိုင်ရတဲ့စုံတောက်တယောက်အကြောင်းရိုက်ပြထားတဲ့ရာဇဝတ်မှုသဲထိတ်ရင်ဖို့ကားပေါ့ကိုရီးယားရုပ်ရှင်သမိုင်းမှာ9ခုမြောက်ဝင်ငွေအကောင်းဆုံးကားအဖြစ်စံချိန်တင်ထားတာကိုကြည့်ရင်ပဲသူ့ရဲ့အောင်မြင်မှုနဲ့လူကြိုက်များမှုကိုခန့်မှန်းလို့ရမှာပါဟာတာအရှင်နဲ့တဲထိတ်ရင်ဖို့အကုန်လုံးကိုရောမွေထားတာဆိုတော့ကြည့်ရတာတစ်မျိုးလေးထူးခြားနေမှာပါ IMDb မှာ7ရထားပြီးဒီလိုဇလန်းမျိုးကြိုက်တတ်ရင်တော့သဘောကျမှာသိချပါတယ်